မင်္ဂလာပါရှင်ကျမတို့ရပီးကောသတင်းဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ရေစကြိုမြို့နယ်မှာမကွေးရခိုင်အဆက်ဗရန်အန်စစ်မျက်နှာပြင်ကိုပို့မဲ့စစ်ရင်တန်းတိုက်ခိုက်ခံရလို့20ဝန်းကျင်သေဆုံးခဲ့တဲ့သတင်းဖြစ်ပါရရှင်မကွေးတိုင်းရေစကြိုမြို့နယ်ကြောက်လှေကားရွာစစ်တပ်ဂိတ်မှာပန်းတိုင်းချုံစစ်တပ်ဂိတ်ကိုသွားပြန်လုံနေတဲ့စစ်တပ်ရင်တန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား10ဦးထက်မနည်းသေဆုံးခဲ့တယ်လို့စောက်တန်းရေစကြိုလိုကယ်တပ်ပေါင်းစုတာဝန်ရှိသူကဖြေကြားထားပါတယ်ရှင်။စောက်တန်းရေစကြိုလိုကယ်တပ်ပေါင်းစုတာဝန်ရှိသူကကျွန်တော်တို့ပြစ်လိုက်တဲ့ကွန်တိန်နာကားပေါ်မှာအလောင်းတွေထပ်လိုက်တင်သွားတာမျက်မြင်တွေ့ရတယ်။အတွင်းသတင်းအရာလည်းသိရတယ်။ပြစ်စမကားလည်းပျက်စီးမယ်။ကျွန်တော်တို့ကဆရုတ်ထက်ကားနဲ့လုံနေတဲ့ချိန်ကျွန်တော်တို့နဲ့ပြစ်စမကားနဲ့မီတာ200လောက်ပဲဝေးတယ်လို့ပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကနိုဝင်ဘာလ16ရက်နေ့ညနေ9:00နာရီခန့်ကဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။တိုက်ခိုက်ခံရတဲ့စစ်ရင်တန်းမှတပ်ဖွဲ့ဝင်တွေမှာရခိုင်ကိုပို့ဖို့အတွက်ခုတ်ကူမျိုးကိုကား10စီးနဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့စောက်တန်းရေစကြို PDF ကထုတ်ပြန်ချက်အရသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစောက်တန်းရေစကြိုလိုကယ်တပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်ကြသောစောက်တန်း YSO PDF ရေစကြို Revolution Group YRG ထောင်းညီနောင် PKU PDF ပြည်သူ့အာမန် PDF King Cobra ထောင်းစစ်တီ PDF တို့နှင့်ထောင်းသွေးနီ PDF တို့မှပူးပေါင်းပါဝင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။